တာရီတို့မင်းတို့က game ထဲမှာ skin hack ကျင်ပြီး Shizuku app ဖွင့်မရလို့စိတ်ညစ်နေလား။ဘာ app မှမလိုပဲ Z5 တစ်ခုတည်းသုံးပြီး YouTube ကနေ skin hack နည်းသင်ပေးမယ်။ဒါကတော့ဘာမှမဟက်ကသေးတဲ့ချောင်ပဲဖြစ်ပါတယ်အရင်ဆုံး Play Store ထဲကိုအရင်ဝင်ပြီး Z file လို့ရိုက်ရှာပြီး download လုပ်ပါပြီးရင်တော့ YouTube ထဲဝင်ပြီးကိုလိုချင်တဲ့ skin နာမည်ကိုရှာပါချောင်းကို KOS ချင်ရင်ချောင်း KO skin spray လို့ရိုက်ရှာပါပြီးရင်တော့ဒီ profile ပုံနဲ့အကောင့်ရဲ့ VD တေမှာအရှိများပါတယ် VD ထဲဝင်ပြီးရင် comment ထဲဝင်ပါအောက်နှဲငယ်ဆွဲချရင်တော့ download လုပ်ဖို့ link တွေသူပေးထားပါလိမ့်မယ် basic ဆိုတာက hero ကို skin hack တာပါ logo ပါချင်ရင် logo ပါတဲ့ link ကို down ပါ normal ဆိုတာကတော့ normal skin ကို KO အပြောင်းတာကိုပြောတာပါဆိုတော့နားလည်လောက်မယ်ထင်ပါတယ်ကျွန်တော်ကတော့ logo နဲ့ link ကိုပဲ down လိုက်ပါတယ်တကယ်လို့ skin ကိုပြန်ဖြတ်ချင်ရင်လည်း backup file ကို down ပြီးပုံမှန် skin file ထည့်တယ်လို့ပဲထည့်လိုက်ပါကျန်တာကတော့ session ပြရင်ရှုံမှာဆိုလို့ကိုယ့်ဘာကိုပဲကြည့်လိုက်ပါဒါဆိုရင်တော့ brother တို့လိုချင်တဲ့ချောင်းစခင်လေးကိုရပါပြီဗီဒီယိုလေးကမင်းတို့အတွက်အကျိုးရှိတယ်ဆိုရင် like and follow လေးနဲ့ကူညီခဲ့ကြပါဦး